ရှင်သန်နေတဲ့ခိုက်တက်မှာတတ်နိုင်ဆုံးဘယ်သူမှမထိခိုက်အောင်နေပါအမားအမှန်ကိုခွဲခြားသိမြင်နိုင်တဲ့ဉာဏ်ပညာရှိပါသည်အတိတရားမရှိတဲ့လူတွေကဘလောက်ပဲချမ်းသာနေပါသည်ဘလောက်ပဲပညာတတ်ပြီးဘွဲရတွေဖြစ်နေပါသည်ပတ်ဝန်းကျင်အတွက်အကျိုးမပြုနိုင်ဘူးဆိုရင်လူအမိုက်ပဲဖြစ်နေမှာပဲဒါကြောင့်ကိုမူနဲ့ကိုနေပါအကောင်းမြင်သိမ့်မွေးပါစိတ်ကောင်းထားပါပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကိုမခံနဲ့ကိုတူမြန်းနေနဲ့မနိုင်ရှင်နဲ့အားငယ်စိတ်တွေဝင်လာတတ်တယ်။မှားခဲ့တဲ့အမားတွေကိုခဏပြန်မတွေးနဲ့စိတ်ဆင်းရဲရတတ်တယ်လေ။မှားခဲ့တဲ့အမားတွေကိုသင်ခန်းစာပဲယူအရေးမရအဖက်မရတဲ့အတင်းပြင်းပြောတာတွေကိုရှောင်အာနာတတ်တဲ့အကျင့်ကိုဖျောက်မှားမှန်အကျိုးမရှိဘူးထင်ရင်မငင်းခုန်နဲ့ပတ်စံကိုပြစ္ဆုတ်ပံမှာပဲအကုန်မသုံးနဲ့အနာဂတ်အတွက်ကျမ်းမာရေးကိစ္စတွေအတွက်လည်းချမ်းထားရမယ်လေ။စီးပွားရေးကိုဖြက်လန်းကနေလိုက်ဖို့ဘယ်တော့မှမကြိုးစားနဲ့အောင်မြင်တဲ့သူမဖြစ်ချင်နေပါသည်ကြာရှုံးတဲ့သူတော့မဖြစ်စေနဲ့သူများပြောတိုင်းယုံတတ်တဲ့အချင်းကိုဖျောက်စိုးဆုံးမလို့မရတဲ့သူကိုအာညောင်းခံပြီးပြောမနေနဲ့ရင့်ကျက်တည်ငြိမ်တဲ့သူဖြစ်အောင်ကြိုးစားမလိုအပ်ဖဲနဲ့စကားများပြောတာတွေကိုရှောင်ပြောနေပေါ်တော်မနေနဲ့လူတွေရဲ့ပြုမှုတွေကိုမှတ်ထားဒါပေမဲ့အညိုးအာဃာတတွေတော့မထားနဲ့ပေါ့